ကျမအမေကစစ်စေချင်တာစာရေးဆရာမမဟုတ်ဘူးစာသင်တဲ့ဆရာမအမေကပြောတယ်အုံနောက်လေးနဲ့မွေးပြီးထားတာကို့အုံနောက်နဲ့ကိုစဉ်းစားပြီးတော့လှုပ်တလွာချင်းသုံးပေါ့နော်ဆရာမဒီလောကရဲ့ဝင်မှုအတွက်ကိုမိဘတွေက career ကိုတိတ်ပြီးသဘောမကျဘူးလို့ပြောခဲ့တယ်။အဲ့တော့ဒီတဲ့ကိုဝင်တဲ့အခါမှာရောဆရာမအနေနဲ့မိဘတွေစီကဘယ်လိုယုံကြည်မှုမျိုးတွေယူခဲ့ရတာမျိုးရှိလဲဆရာမဟုတ်တကယ်တော့ကျမအမေကစစ်စေချင်တာစာရေးဆရာမမဟုတ်ဘူးစာသင်တဲ့ဆရာမစာရေးဆရာမလုပ်မယ်ဆိုတော့လေအထင်တော့မကြည့်ဘူးပေါ့နော်ဒါပေမဲ့လည်းမကန့်ကွက်ပါဘူးကျမတို့မိဘတွေကတခုကောင်းတာကျမအမေကပေါ့နော်လက်ခံပေးတယ်ဒါပေမဲ့အမေကပြောတယ်အုံနောက်လေးနဲ့မွေးပြီးထားတာကို့အုံနောက်နဲ့ကိုစဉ်းစားပြီးတော့လှုပ်တလွာချင်းသုံးပေါ့နော်အဲ့ဒါသူပြောနေကြပါစာသင်တဲ့အလုပ်ကိုလည်းလုပ်နေပါစာလေးရေးတယ်ပေါ့နော်အမြဲတမ်းကျမအမြဲအလုံး2ခု3ခုလောက်လုပ်နေတာဖြစ်တဲ့အတွက်တစ်ခုကတော့ဝါသနာအတွက်လုပ်တယ်တစ်ခုကကျတော့ဝမ်းစာအတွက်နော်တစ်ခုကတော့ကိုယ့်ရဲ့ဆက်စုကျင်တာတွေစမ်းသပ်ကျင်တာတွေပေါ့ကျမတို့ရှောက်ရှောက်ပြီးတော့အလုပ်တွေလုပ်နေကြဆိုတော့အဲ့လောက်ကြီးတော့ဟို serious တော့မဖြစ်ဘူးဒါပေမဲ့ပထမပိုင်းတော့ယုံကြည်မှုတော့မရှိဘူးပေါ့လေဘာလို့လဲဆိုတော့စာရေးတဲ့အလုပ်ကနေပတ်စံမဝင်တဲ့အခါမှာဒါဝါသနာတက်ဖြစ်နေတဲ့အခါမှာရှေ့ဆက်တိုးဖို့နည်းနည်းအခက်အခဲရှိတာပေါ့နော်နောက်တော့အခက်တိုင်းလေးအနေနဲ့စာလေးရေးတယ်ဟိုတမျက်နှာ9000ပဲရကိုလောက်ရတဲ့ဟာကိုပျော်တယ်ပေါ့နော်အဲ့တော့ဟို motivation တစ်ခုရတယ်နောက်ကိုအလုပ်လာပြီးတော့ကန်းလန်းလိုက်တဲ့အခါကျတော့ပို့ပြီးတော့ပျော်ရတာပေါ့နော် Premium book တွေကိုကိုယ်စိတ်ကြိုက်ဝယ်ယူနားဆင်ခြင်းနဲ့ဆိုရင်တော့ credit 15000ဖြစ်ုံနဲ့အပိုလက်ဆောင် credit 9000လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ကဲဒီတော့စာအုပ်တွေကိုကိုယ်စိတ်ကြိုက်ဝယ်ယူနားဆင်လိုက်ပါ။